အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာရုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့108ခေါက်တော့ဆင်ခြင်မိမယ်လေအဲ့တော့အရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အဓိပ္ပာယ်လေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါလည်းပအောင်လို့နော်အဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လုပ်တာကံစိတ်ဥဒုအာဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရကျင်တဲ့အကျိုးရလဒ်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လုပ်ကံပြီးတော့ပါလားကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါဆိုမေတ္တာတရားကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစဉ်အတန်းရှိအောင်မေတ္တာထားရမယ်တတ်တော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာမေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိပ္ပယ်ကိုတချို့ကကောင်းကောင်းနားမလည်ကြတာရှိတယ်မေတ္တာဆိုတာတတ်တော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းလားဘေးရန်တွေကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိမ်ဝမ်းငြိမ်းအေးစေခြင်းနဲ့အစမပြေတာဘာမှဖြစ်စေခြင်းမူရှင်ပြေတာတွေဒီဖြစ်စေခြင်းနဲ့ကောင်းစေခြင်းတတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ဆိုအလုံးသောတတ္တဝါတွေဘေးရန်ကင်းကွာကိုယ်ရှိနေပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါရွတ်ဆိုနေကြရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီထဲမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်ကြိုးစားဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဘုံဘုံတို့တွေပြင်ဆင်ကြတာကောင်းအောင်ပြင်လားဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဘုံဘုံပြောနေတာပေါ့နော်ဗုဒ္ဓနုတ္တိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုဏ်အည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်ပြောချင်တာတွေကအများကြီးရှင်းဆက်သွားမယ်နော်ကံပြီးရင်ဘုန်းဘုန်းတို့ဘာကိုပြင်ရမှာတော့စိတ်ကိုပြင်ရမယ်တဲ့စိတ်ကိုဘယ်လိုပြင်ရမှာတော့လူရင်းပြောရင်စိတ်ကိုချမ်းသာအောင်လုပ်ရမယ်စိတ်ကိုမတုန်လှုပ်အောင်လုပ်ရမယ်နော်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုန်လှုပ်စေရဘူးစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်စေရမယ်ဆိုအဲ့ဒီခံယူချက်ရှိရမယ်နှစ်ချက်ပြောတယ်နော်စိတ်ကိုမဆင်းရဲစေရ